ဖြိုးကူးမိတ်ဆက်ပြီးမဲ့အိမ်လေးကတော့တော်ဝင်ချယ်ရီအိမ်ယာအထဲမှာရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်မန္တလေးမူးကုတ်လမ်းမကြီးမှာစက္ကန့်မိုင်းနာဝင်ရတဲ့အိမ်လေးပဲဖြစ်ပါတယ်ပတ်ဝန်းကျင်အိမ်ကောင်းများတည်ရှိပြီးလမ်းနာကြပြီးကရန်ဆက်လျှောက်ထားတဲ့ခိုင်မာမှုတည်ကြတဲ့အိမ်လေးကိုတက်ကြည့်ရအောင်ရှင်ကဲအိမ်ထဲကိုဝင်ကြည့်မယ်လိုက်ခဲ့ပါဦးဒါလေးကတော့ရေကန်ဖြစ်ပါတယ်ဒါလေးကတော့ရေတန့်ဆက်ဖြစ်ပါတယ်ရှင်စဝင်ပြီးဆိုတာနဲ့ဖျားစင်ကန်းလေးတွေ့ပါမယ်ရှင်ဒါဧည့်ခန်းလေးဖြစ်ပါတယ်ဒါလေးကတော့မစတာခန်းလေးဖြစ်ပါတယ်ရှင်ရေဘူးရေအေးစက်နဲ့တက်ဆင်ပြီးဒါလေးကတော့ရိုးရိုးခန်းလေးဖြစ်ပါတယ်ရှင်ဒါကတော့အနောက်ဖေးမှာရှိတဲ့အိမ်သာခန်းလေးဖြစ်ပါတယ်ရှင်ဒါလေးကတော့မီးဖို့ကြောင်လေးဖြစ်ပါတယ်ရှင်ဘေးအဆောင်လေးပါအပေါ်လေးကိုတက်ကြည့်ရအောင်ရေစင်လေးလည်းပါပါတယ်ရှင်3200ညှိနှိုင်းနဲ့ရောင်းချပေးမဲ့အိမ်လေးပဲဖြစ်ပါတယ်ပြည်ဦးလွင်မြို့တော်ဝင်ချယ်ရီအေးယာမှာတည်ရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဲ့အနောက်မှာစောက်လုပ်ဆဲဟိုတယ်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်